နောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်ဒီပဲဖြစ်ပါတယ်ဒီ 3 dimensional ကအလျားရဲ့အနံရဲ့အပြင်မှာအနက်ဆိုတဲ့ဇက်ဝင်မျိုးပေါ့ကျွန်တော်တို့နီးသလားဝေးသလားဆိုတဲ့အနက်ပါလာပေါ့နော်အဲ့ကြောင့်မို့ဘာဖြစ်သွားလဲဆိုရှင်ဒီ3 dimension မှာဒုတွေပါလို့ကျွန်တော်ပြောလို့ရအောင်ပြောရမယ်ဆိုလို့ရှိရင်ဒီ object တစ်ခုလူပညာတစ်ခုကိုပတ်လက်လိုက်ကြည့်လို့ရတဲ့ပုံစံမျိုးကိုပြောတာအဲ့တော့ရုပ်ရှင်ထဲမှာဆိုရှင်1995ကထွက်ခဲ့တဲ့ Toy Story ကနေစပြီးတော့အခုခေတ်ဆိုလို့ရှိရင် Spider-Man Across the Spider-Verse လား comics နဲ့ 2D ဆန်ပေမဲ့ 3D နဲ့ဖန်တီးထားတာတွေတွေ့ရပါတယ်ဒီနေ့ထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုတစ်ခါမှထွက်ခဲ့တဲ့ Black Myth ကိုခေါ်လို့ GTA 5တို့ Cyberpunk 2077ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အရာဝတ္ထုတွေ realistic ဖြစ်ပြီးသူတို့မှာရုပ်ကြွလို့ဖြစ်တာပေါ့နော်ပြောချင်တာတို့မှာဇက်ဝင်ရိုးပါတယ်တင်ချာမှာဆိုလို့ရှိရင် X ဝင်ရိုး Y ဝင်ရိုးပြီးရှင်ဇက်ဝင်ဆိုပြီးတော့ပါလို့မျိုးပေါ့အဲ့ဒီမှာပြဿနာစတာပဲကျွန်တော် 2D မှာဆိုလို့ရှိရင်ဇက်ဆိုတဲ့အနက်ဝင်ရိုးမပါဘူးနော် 3D မှာကျတော့ဝင်ရိုးတစ်ခုပို့လာတဲ့အတွက်ကြောင့်ဖန်တီးရတဲ့ဘိုင်းမှာလည်းတော်တော်ရှုပ်ထွေးလာသလို computer resource တွေလည်းပိုစားလာတော့ game မှာဆိုရှင်ပို့ပြီးတော့လေးတယ်ပေါ့အဲ့လိုပဲပြော